င်္ဂလာပါခင်ဗျာနေ့စဉ် KVTV မြန်မာပိုင်းသတင်းများကိုတင်ဆက်ပေးပါရမယ်။ကော့ဂရိတ်မြို့နယ်အာရှလန်နဲ့ဒေါနာတောင်လမ်းဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေ၍တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပါတယ်။ကင်းပြည်နယ်ကော့ဂရိတ်မြို့နယ်အာရှလန်နဲ့ဒေါနာတောင်လမ်းဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကျန်းမာစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေတဲ့အကြောင်းဒေသခံစီးသတင်းရင်းမြစ်တွေကပြောပါတယ်။အော်တိုဘာလပိုင်းကစပြီးကျန်းမာစစ်တပ်ကကော့ဂရိတ်မြို့နယ်အာရှလန်နဲ့ဒေါနာတောင်လမ်းဟောင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်စစ်မှုထမ်းတပ်သားတွေအများအသုံးပြုပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်နေ့စဉ်နေရာအနှံ့တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရပါတယ်။အော်တိုဘာလ25ရက်နေ့နဲ့24ရက်နေ့တွေမှာကော့ဂရိတ်မြို့နယ်မြပတိုင်ရွာအကျန်းဖက်စစ်တပ်နဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားတာကြောင့်ပြန်လည်ဆုတ်ခွာသွားတဲ့အကြောင်းလည်းသိရပါတယ်။အလားတူအော်တိုဘာ26ရက်နေ့ကလည်းထီပိုးဆန်ရွာနဲ့ကော့ဖန်ရွာကြားကိုစစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ဒေါ်လာရေးရဲဘော်များကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့ကြောင်းဒါအပြင်ရင်းနေမိုးလပိုင်း2နာရီ5မိနစ်ခန့်မှာလည်းတမိုင်ကုန်းရွာနဲ့ကော့နွဲ့ရွာဘက်မှာတိတိတိုက်ပွဲတွေဖြစ်ပွားတဲ့အကြောင်းသိရပါတယ်။နဘူးနန်ကော့တေမြပတိုင်ရင်ခွဲတောင်လမ်းပိုင်းကိုလည်းကျန်းဖက်စစ်တပ်ရဲ့နဘူးဒေသအခြေဆိုင်ခမာယာ949တရင်948တရင်949တရင်နဲ့ DKB ဘူပီအဖွဲ့ BGF တို့ကစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးသူရာနှင့်ချီရှိပြီးထွက်ပြေးသူများနဲ့ဒေါ်လာတပ်ဖွဲ့များတန်အလံဖြူထောင်ပြသူများလည်းအပါအဝင်အရှင်ဖမ်းမိသူများလက်နက်ချသူများလည်းရှိကြောင်းသိရပါတယ်။ကော့ဂရိတ်မှာတနေ့ကို9နေရာလောက်ကတိုက်ပွဲဖြစ်နေတာအာရှလန်နဲ့ဒေါနာတောင်လမ်းဟောင်းကိုရောက်တိုင်မှာလမ်းပြန်ပွင့်မှာဆိုတော့သူတို့ကအတကုံမဲပြီးချနေတာတေတာမနေတော့ဘူးရာခဏဖြစ်နေပြီးထွက်ပြေးအလင်းဝင်တာရောဒဏ်ရာနဲ့အရှင်မိတာရောလက်နက်ချတာရောရှိနေတယ်လို့ဒေသခံစီးသတင်းမြစ်ကပြောပါတယ်။အကြမ်းဖက်စစ်တပ်ကကော့ဂရိတ်မြို့နယ်အတွင်းကိုစစ်ကူပို့နိုင်ရန်တမ2ဖအံဘက်က6ပီကာ4စီးနဲ့ကျုံတိုးကိုစစ်ကူခဲရန်များပို့ဆောင်ခဲ့တာကြောင့်တို့ပြင်မော်လမြိုင်ခတ်တရဘက်မှလည်းကော့ဘိတ်မွန်ရွာကိုစစ်ကား6စီးအင်အား100ခန့်ဖြည့်ထားကြောင်း DKB BGF နဲ့ PC အဖွဲ့ကပါစစ်တပ်ကလမ်းပြအဖြစ်ခေါ်ဆောင်ပြီးဝင်ရောက်တိုက်ခိုက်ခံနေကြောင်းသိရပါတယ်ခင်ဗျာ။KK ဘက်ရဲ့ကြရက်ကြောင့်နေဆက်တလျှောက်စစ်ဆေးမှုတွေတိုးလှုပ်လာပြီးတွာလာခွင့်မရမှုများတွေ့ကြုံနေရပါတယ်ခင်ဗျာ KK ဘက်ကအကြောင်းခံလုပ်သားများနေဆက်ကျော်ထွက်ပြေးမှုများဖြစ်ပေါ်နေတဲ့ကြရက်ကြောင့်မဲဆောက်မဲတဝေါ်လမ်းပိုင်းတွင်မှာထိုင်းအာဏာပိုင်များကစစ်ဆေးမှုများတိုးလှုပ်လာပြီးတချို့တွေကပြတ်တန်းသွားလာခွင့်မရမှုများကြုံတွေ့နေရတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများနဲ့ဒေသခံများထံကနေပြီးတော့သိရပါတယ်လက်တလုံးမှာမြန်မာ passport ကိုင်ဆောင်ထားသူများကိုမဲဆောက်မဲတဝေါ်လမ်းပိုင်းကိုဖြတ်တန်းသွားလာခွင့်မပြုခြင်းများနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။ဒါအပြင်ထိုင်းမြန်မာနှစ်နိုင်ငံကိုခြားထားတဲ့တောင်ရင်မြေကူလေကိန်းများမှာလည်းစစ်ဆေးမှုများတိုးလှုပ်လာတယ်လို့ဒေသခံများကပြောပါတယ်။ဒီလမ်းကိုမြန်မာ passport နဲ့ပေးမပြန်တော့ဘူးအရင်ကတော့မြရီဘက်တိုက်ပွဲဖြစ်တော့ထိုင်းဘက်ကနားလည်မှုပေးပြီးသွားလာခွင့်ပေးတာရှိတယ်အခုရက်ပိုင်းကမရတော့ဘူးခီးသည်တွေပြန်ချင်းမြရီဘက်ပဲပို့ရတယ်လို့ထိုင်းနိုင်ငံသားရင်မောင်းတူကပြောရတယ်တဆိုပါမဲဆောက်မဲတော်လမ်းပိုင်းမှာဘန်ကောက်ကပြန်ဆင်းလာတဲ့မြန်မာ passport ကိုင်ထားသူများအပြင်နယ်မြေအတွင်းသွားလာတဲ့မြန်မာ passport ကိုင်ဆောင်ထားသူများလည်းစစ်စစ်တင်းကျပ်လာတာကြောင့်ထိုလမ်းပိုင်းမှာသွားလာတဲ့လူငယ်တူကဆိုရတယ်အဓိကစာအုပ်နီ PG နဲ့ PV ကိုင်ထားသူတွေကိုအဲ့ဒီလမ်းသူတို့ပေးမဖြတ်ဘူးမနေ့တုန်းကကျွန်တော်တငယ်ချင်းတယောက်မဲဆောက်ကနေထဆန်ကြောင်းဘက်ကိုလာတာတော့ဒီမဲလာကိတ်မှာပေးမဖြတ်ဘူးသူတို့ကမြန်မာပြန်မယ်ထင်ပြီးမပေးဖြစ်တာတကယ်လို့မဲလာစကန်သွားမယ်ပြောရင်တော့မဲလာကလူကိုလာကြိုခိုင်းတယ်လာကြိုမဲ့လူမရှိရင်ပေးမဖြတ်ဘူးလို့ပြောပါတယ်ဗီဇာတက်တန်းကုန်ပြီးနာမည်စရင်းစာရွက်နဲ့ကင်ထားတဲ့သူများကိုလည်းမြန်မာပြည်ပြန်ပါကမြရီချစ်ကြည်တရားပေါ်မှာလည်းတက်တန်းခွင့်မရတဲ့အတွက်တရားမဝင်လမ်းကြောင်းဖြစ်တဲ့အောက်လန်းနဲ့သာလမ်းကူးနေရတယ်လို့သိရပါတယ်ချစ်ကြည်တရားပေါ်ကတရားဝင်လမ်းကြောင်းဖြင့်ပြန်တဲ့လူများကိုလည်းကြံလာတဲ့အချိန်မှာအာဏာသိမ်းစစ်အုပ်စုကလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနကထုတ်ပေးတဲ့စမတ်ကတ်မရှိပါကတရားပေါ်မှာပြတ်တန်းခွင့်မပေးကြောင်းသိရပါတယ်ခင်ဗျာ
ကော့ဂရိတ်မြောက်ပိုင်းကတိုက်ပွဲတွေမှာ KNU KNLA PC ကအာဏာသိမ်းစစ်တပ်ဘက်ကနေပြီးပါဝင်ကူတိုက်ပေးနေပါတယ်။ကော့ဂရိတ်မြောက်ပိုင်းတိုက်ပွဲတွေမှာအာဏာသိမ်းစစ်တပ်ဘက်ကို KNU KNLA PC ကပါဝင်ကူညီတိုက်ပေးနေတယ်လို့ရှီရန်သတင်းမြစ်ကပြောပါတယ်။စစ်တပ်ဘက်ကိုပါဝင်ကူတိုက်ပေးနေတဲ့ PC ရဲ့စစ်အင်အားက30ခန်းရှိပြီးဦးဆောင်သူဗိုလ်အမည်ကိုတော့လိုက်လံစုံစမ်းနေဆဲပဲလို့သူကပြောပါတယ်။ကော့ဂရိတ်မြောက်ပိုင်းတိုက်ပွဲအတွင်းမှာအာဏာသိမ်းစစ်တပ်ဘက်ကပါဝင်ကူညီတိုက်ခိုက်ပေးနေတဲ့ကရင်လက်နက်ကိုင်တွေကတော့ BGF, DKBA, KNU, KNLA, PC တို့ဖြစ်ပါတယ်။ပြန်ဆုံနေရတဲ့အင်အားလည်းများတယ်။စစ်ကြောင်း3ကြောင်းစကားစ BGF, PC, DKBA နဘူး9ခွန်ရောပါတယ်လေ။ညပတိုင်ကနေထိုးတာလို့ပြောပါတယ်။အာရိုဘာလာအတွင်းကော့ဂရိတ်မြောက်ပိုင်းတိုက်ပွဲမှာအာဏာသိမ်းပူပေါင်းစစ်တပ်ဘက်က10ဦးထက်မနည်းသေဆုံးခဲ့ပြီး KNU ဒေါ်လာရေးပူပေါင်းတပ်ဘက်မှလည်းထိခိုက်သေဆုံးမှုရှိတယ်လို့သိရပါတယ်။အာဏာသိမ်းစစ်တပ်ဘက်ကဗိုလ်တယောက်ပါတယ်10ယောက်အထက်မှာပဲအတိအကျတော့မသိရသေးဘူး။နယ်မြေပြန်ရှင်းမှသိရမယ်။24ရက်ကနေမနေ့ကအထိတောင်10အနည်းဆုံးရှိတယ်။ဒဏ်ရာရတာတောင်20လောက်ရှိတယ်လို့သူကဆက်ပြောပါတယ်။တလားတာအတွင်းကော့ဂရိတ်မြောက်ပိုင်းမှာတိုက်ပွဲထိတွေ့မှုပေါင်း20ကျော်ရှိပြီးယနေ့အချိန်ထိလည်းတိုက်ပွဲမရသေးဘူးလို့သတင်းရင်းမြစ်တွေကပြောပါတယ်ခင်ဗျာ။ကရင်လက်နက်ကိုင်တွေဖြစ်တဲ့ BGF, DKBA နဲ့ KNU KNLA PC တို့ကဒေသအတွင်းစစ်ကြောင်းလာတဲ့အာဏာသိမ်းစစ်တပ်ကိုလမ်းပြအဖြစ်ဆောင်ရွက်ပေးနေသလိုစစ်ပွဲမှာလည်းကူတိုက်ပေးနေတာကိုတွေ့နေရပါတယ်ခင်ဗျာ။လက်တော်မှာတော့ကော့ဂရိတ်မြောက်ပိုင်းမှာကြေးရွာရှိရွာတဲ့နယ်စစ်ရှောင်နေရပါတယ်ခင်ဗျာ။လယ်မူလာမျိုးနဲ့အတွင်ကင်းမျိုးသားရဲတပ်ဖွဲ့အခြေခံရက်တို့တင်တဲ့အပတ်စဉ်တကူပြုလုပ်ပြီးစီးခဲ့ပါတယ်။ KNU ကင်းမျိုးသားအစည်းအရုံးမြိတ်တဝက်ခရိုင်လယ်မူလာမျိုးနဲ့တဖို့ကျေးရွာအုပ်စုမှာ2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ကနေပြီးတော့အောက်တိုဘာလ25ရက်နေ့အထိလယ်မူလာမျိုးနဲ့ကင်းမျိုးသားရဲတပ်ဖွဲ့ခေါင်းဆောင်များကပူးပေါင်းဦးဆောင်ပြီးတော့တဖို့ကျေးရွာအုပ်စုအမှတ်1နယ်မြေရဲတပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။၎င်းဖွဲ့စည်းခဲ့တဲ့ကရင်မျိုးသားရဲတပ်ဖွဲ့များအတွက်အခြေခံရဲတပ်ဖွဲ့ရက်တို့တင်တဲ့အပတ်စဉ်တကူပြုလုပ်ခဲ့ကြပါတယ်။ရက်တို့တင်တဲ့ကိုတင်တဲ့သားကရင်မျိုးသားရဲတပ်ဖွဲ့ဝင်စုစုပေါင်း29ဦးတက်ရောက်ခဲ့ကြပါတယ်။ဒေသအတွင်းတရားဥပဒေစိုးမိုးရေးရဲရွာအေးချမ်းသာယာရေးမူရေးစေဝါပပျောက်ရေးတို့အတွက်ရည်ရွယ်ပြီးတင်တဲ့ကိုပြုလုပ်ရခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ကော်တူလေရာဇဝဥပဒေကော်တူလေရာဇဝကျင်းထုံဥပဒေကော်တူလေတရားမလုံထုံလုံနီဥပဒေကော်တူလေမူရစေဝါတိုက်ကြရေးအထူးအဥပဒေကော်တူလေပြုစာချင်းဆိုင်ရာဥပဒေကောင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုဆိုင်ရာများကိုတင်ကြားပို့ချခဲ့တဲ့အကြောင်းနေဒရယ် KI ကဖော်ပြထားပါတယ်ခင်ဗျာကလလီထုခရိုင်ကင်းလူငယ်အစည်းအရုံး KYO ကဥဆောင်ပြီးတော့အမျိုးသမီးရေးရာတိုင်ပင်ဆွေးနွေးနှီးနှောဖလှယ်ပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်KNU ကမျိုးသားအစည်းအရုံးကော်တူးလေအုပ်ချုပ်မှုနယ်မြေကလလူထုခရိုင်ကေလူငယ်အစည်းအရုံး KYO မှဥဆောင်ပြီးတော့အမျိုးသမီးများအနေဖြင့်မိမိတို့ရဲ့အခွင့်အရေးအားသိရှိနားလည်ပြီးဒေါ်လာရေးမှာပုံမပါဝင်လာနိုင်စေရည်ရွယ်ချက်နဲ့မျိုးသမီးရာတိုင်ပင်ဆွေးနွေးနှီးနှောဖလှယ်ပွဲကို2025ခုနှစ်အောက်တိုဘာလ25ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။အခမ်းအနားကိုကလလူထုခရိုင်တာဝန်ရှိသူခေါင်းဆောင်များဌာနအသီးသီးကအမျိုးသမီးဝန်ထမ်းများကရင်မျိုးသားရဲတပ်ဖွဲ့ KNPF မှတပ်ဖွဲ့ဝင်များကရင်မျိုးသမီးအစည်းအရုံး KWO ကတာဝန်ရှိသူများကျောင်းဆရာဆရာမများကလလူထုခရိုင်ဂျူနီယာကောလိပ်မှကျောင်းဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူစုစုပေါင်း60ဦးခန့်တက်ရောက်ခဲ့ကြပါတယ်။ရေးမျိုးနယ်မှာစစ်တပ် DKBA နဲ့ပြူစောတိပူပေါင်းဂိတ်စခန်းကိုရေးဘီလူအဖွဲ့ကတိုက်ခိုက်ပါတယ်။မွန်ပြည်နယ်ရေးမြို့နယ်နဲ့နှင်းစုံကျေးရွာမှာရှိတဲ့စစ်ကောင်စီပြူစောတိနဲ့ DKBA ပူပေါင်းစစ်စေးဂိတ်ကိုအောက်တိုဘာ29ရက်နေ့မနက်ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကသိရပါတယ်။နှင်းစုံကျေးရွာမှာဂိတ်ချစက်ကြီးကောက်နေတဲ့အဖွဲ့စုံထိုင်နေတဲ့ဂိတ်ဖြစ်ပြီးဝင်ရောက်တိုက်ခိုက်ခဲ့ရမှာထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့ရေးဘလူးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။စစ်ကောင်စီ DKB နဲ့ပြူစောတိခေါင်းဆောင်သိန်းတန်ဦးဆောင်တဲ့ဖွဲ့ဂိတ်ချစစ်စေးစက်ကြီးကောက်နေတာလျှက်တပြက်ဝင်တိုက်ခိုက်ခဲ့တာအထိနာသွားတယ်။စစ်စေးဂိတ်တိုက်ခိုက်ခံရပြီးလူနာတင်ကားတွေစူညံတွေကထိခိုက်မှုတွေရှိနိုင်ပေမဲ့စစ်ကောင်စီကရန်တမ်းပစ်ခတ်နေတာကြောင့်ထိခိုက်မှုတွေကိုမသိရသေးဘူးလို့ဆိုပါတယ်။နေဆောင်ဂိတ်ကစစ်သားတွေ DKB တပ်ဖွဲ့တွေနဲ့ပြည်သူစစ်တွေကခီးသွွားပြည်သူတွေကိုရှာဖွေစစ်ဆေးဖမ်းဆီးတာငွေကြေးတောင်းယူတဲ့နေရာတွေမှာရေးမြို့နယ်အတွင်းအဆိုးဆုံးပဲလို့ဒေသခံတွေစီကသိရပါတယ်ခင်ဗျာ။
ကဆယ်ရိုမြို့နယ်အတွင်းအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးပြည်သူလူထုရဲ့နေအိမ်40လုံးကိုထပ်မံမိရှို့ဖျက်ဆီးခဲ့ပါတယ်။ KNU မြိတ်တူဝဲခရိုင်ပြည်သူ့စစ်ဆိုင်နဲ့တည်င်းပြန်ကြားရေးဌာနကဖော်ပြချက်အရKNUမျိုးသားအစည်းအရုံးမြိတ်တူဝဲခရိုင်ကဆယ်ရိုမြို့နယ်တရက်ချောင်းမြို့နယ်အတွင်း2025ခုနှစ်အောက်တိုဘာလ25ရက်နေ့မှာအာဏာသိမ်းအကြမ်းဖက်စစ်တပ်တပ်ရင်း403 434 435ပူးပေါင်းစစ်ကြောင်းထိုးပြီးတော့တိုက်ပွဲနဲ့မသက်ဆိုင်တဲ့လာဘာကျေးရွာမှာရှိတဲ့ပြည်သူလူထုပိုင်နေအိမ်42လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ